ပြည့်စင်ပြင်ခဏဒီနေ့ကျွန်တော် review လုပ်ပေးခြင်းတဲ့ power station ကတော့ Max ကထုတ်တဲ့3000 Pro ကျွန်တော်3000ဝက် all-in-one power station ပေါ့ပြည့်စင်ပြင်ခဏလို့ကျွန်တော်ဘာလို့ပြောတာလဲဆိုလို့ရှိရင်ဟိုးရင်တော့ကျွန်တော်လောင်းလောင်းအခုကရောင်းခဲ့တဲ့ Max ရဲ့3000ဝက် power station တွေမှာတွေ့ရတဲ့ဟာပေါ့ juicy အားနေတဲ့ကိစ္စလေးခုဆိုလို့ရှိရင် Max ကဒီ Pro series မှာဆိုရင်ကျွန်တော်ဖင်ပြန်ခေါင်းပြန်စမ်းကြည့်ဖို့ကြိုးစားမယ်အဲ့ဒီကြိုးစားလဲခဲ့တဲ့ကျွန်တော်တို့စမ်းကြည့်လို့ရခဲ့တဲ့နောက်ဆုံး result ကိုလည်းသေချာလေးစနစ်တကျပြသွားပေးမယ်ကျွန်တော်ဒီနေ့စမ်းပေးမယ့်အားတွေကတော့အများကြီးပဲဒါဆိုမစမ်းခင်မှာသူကတော့ဝက်အနေနဲ့ဆိုရင်3000ဝက်ဝက် hour အနေနဲ့ဆိုရင်9168ဘက်ထရီရဲ့ AA က280 AA ဘက်ထရီရဲ့ဘိုးကတော့25.6ဘိုးပေါ့သူကတော့ EPC နဲ့အားသွင်းမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က0 to 100ကိုတနာရီခွဲဝန်းကျင်လောက်တွင်းရင်ဖြည့်ပြီဗျ။ဘာဖြစ်လို့လဲဆိုတော့သူ့ထဲကိုကျွန်တော်တို့အားရိုက်ထည့်တဲ့ပုံစံက charging ampere 60လောက်နဲ့ရိုက်ထည့်တာ။နောက်တစ်ခုကတော့ကျွန်တော်တို့က solar နဲ့အားသွင်းမယ်ဆိုလို့ရှိရင်လည်းသူက MPPT solar controller 30ကနေပြီး128 VDC ထိရတယ်။ VOC အနေနဲ့ဆို160 VDC ပေါ့။ maximum charging ampere အနေနဲ့ဆိုရင်120။တနည်းအားဖြင့်တော့ကျွန်တော်တို့က charging ကို dual charge လုပ်မယ်ဆိုလည်းလုပ်လို့ရတယ်။ Okay အာမခံအနေနဲ့ဆိုလည်း2နှစ် fully เนาะသူက component တွေအနေနဲ့ဆိုလို့ရှိရင်လည်းရှေ့မှာကျွန်တော် USB output တွေ DC output တွေနဲ့ကျွန်တော်တို့ဒီမှာ display ပေါ့ setting တွေချိန်လို့ရတဲ့ keypad တွေ button တွေပါမယ်ပြီးတော့ရင်သူက QR sign ဝေထွက်တဲ့ကျွန်တော် multi socket ၄ပေါက်ကိုလည်းဒီအပေါ်ဆက်ရဲ့အပေါ်မှာလွယ်လွယ်ကူရှာလို့ရတဲ့နေရာမှာထည့်ပေးထားတယ် back side မှာဆိုလို့ရှိရင်လည်းသူက solar input ကိုလည်းသူက MC4 ငုတ်နှစ်ငုတ်ထည့်ပေးထားတယ်ပြီးတော့လို့ရှိရင်ဘေးမှာဆိုရင် Wi-Fi docket တက်ပြီးတော့ကျွန်တော်တို့ကသူ့ကိုကျွန်တော်တို့ Wi-Fi module တက်ပြီးတော့လည်းကျွန်တော်တို့ control လုပ်လို့ရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့က AC input ကိုမှကျွန်တော်တို့ထမင်းပေါင်းဦးတွေမှာထိုးတဲ့ခေါင်းပုံစံမျိုးကျွန်တော်တို့ computer system ဘုံတွေမှာထိုးတဲ့ခေါင်းပုံစံမျိုးမှာသူက site ကတော်တော်ကြီးသွားတယ်နောက်တစ်ခုကတော့ဗာလဲဆိုရင်သူဘေးမှာဆိုရင်ကျွန်တော်တို့က USB ကျွန်တော်တို့printer USB ပုံစံမျိုးပါမယ်နောက်တစ်ချက်ကတော့ဗာလဲဆိုလို့ရှိရင်သူကတောင်းတင်းရှိတဲ့ breaker တကယ် branded breaker ကိုထည့်ထားပြီးတယ်ဘိန်းကလည်းအောက်မှာသူက 360လဲလို့ရတဲ့ဘိန်းပေါ့ဒါဆိုရင်ကျွန်တော်တို့ကသူ့ကိုကျွန်တော်တို့ charging ရိုက်ပြီးတော့စမ်းကြည့်မယ်ကျွန်တော်ဒီကောင်ကိုအားစမ်းတွင်းကြည့်တယ် charging ampere ကိုလည်းအမြင့်ဆုံးနဲ့စမ်းတွင်းကြည့်တဲ့အနေအထားမှာသူကပန်ကာတန်ကြီးကအရင်စုနေတာမျိုးမဟုတ်ဘူးနောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင် body temperature ကလည်းကျွန်တော်တို့ထင်ထားတာထက်တောင်မှပဲဘယ်လိုခေါ်မလဲဟိုပိုအေးနေသေးတယ်ဗျ temperature လုံးဝတက်မလာဘူးဒါတော့ကျွန်တော်တို့ charging speed အမြင့်နဲ့ရိုက်ထားတော့ပါပဲသူကဘယ်လိုခေါ်မလဲတက်တောင်တက်တာနဲ့အားတွင်းပေးနိုင်တယ်ပေါ့ဗျာကျွန်တော်တို့အားတွင်းပြီးပြီဆိုတော့ကျွန်တော်နည်းနည်းအထဲကိုတွားပြီးဆက်စုကြည့်ခြင်းနဲ့သူ့ရဲ့အထဲရဲ့အသားနားတွေကဘယ်လိုပုံစံမျိုးတိဆောက်ထားတာလဲတကယ်ဟိုဘယ်လိုခေါ်မလဲ battery pack တွေကဘယ်လောက်ထိစနစ်ကြလဲကူလီစနစ်တွေတဲ့တုံးထားတဲ့ပန်ကာတွေကရောစိုက်ပြိကိုက်ပြဖြစ်ရလားပြီးတော့လို့ရှိရင် connection လောက်ထားတဲ့ cable ကြိုးတွေပေါ့ DC cable ကြိုးတွေရောတောင်းတင်းနေရှိရလားကျွန်တော်နဲ့တူတစ်ချက်အတွင်းဘက်ကိုကျွန်တော်တို့ပိုက်စိတ်တိုက်ပြီးတွားကြည့်မယ်ခုဒီမှာဆိုရင်ကျွန်တော်ကအပေါ်ကာဘာကိုဖြုတ်ချလိုက်တဲ့အနေထားမှာအောက်က battery pack ကလည်းသူကစနစ်တကျလှုပ်ထားပေးတယ်ဗျဒီအောက်မှာဆိုလို့ရှိရင် battery pack တွေကိုကျွန်တော်တင်ဖို့အတွက်အောက်မှာကျွန်တော်10 frame ကတစ်ခုနှစ်ခုသုံးခုထည့်ပေးထားတယ်အဲ့ဒါကိုမှသူကဒီအောက်ကနေ net တွေနဲ့ကျွန်တော်တစ်ဖက်မှာ၄ချက်စီပြီးတော့လို့ရှိရင်ဒီအပေါ် frame ကိုမှဒီတေချာစနစ်တကျလုပ်ထားပြီးတယ်ပြီးတော့လို့ရှိရင်သူကဒီ battery pack နဲ့ဒီအပေါ်ရဲ့ဒီ inverter ရဲ့ကြားထဲမှာဆိုလဲဒီလေဟာနဲ့တစ်ခုထည့်ပေးထားတယ်ပြီးရင်ဒီမှာဆိုလို့ရှိရင်ဒီမီးရံပြပုံစံမျိုးပါတယ်ပြီးရင်ဒီကောင်ကဒီ inverter ဒီ main board ရဲ့အောက်ပါဆိုလို့ရှိရင်လည်းသူကဒီ aluminum လို့ဒီတွတ်ပြထူထူထဲထဲရှိတယ်ပေါ့ပါရှိတယ်တောင်းတင်းရှိတယ်နောက်တစ်ချက်ကတော့ဒီဘက်မှာပေါ့ဒါဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော်တို့က connection ကြိုးတွေကလည်းလုံးဝစိုက်ပြည့်ကိုက်ပြည့်ကြိုးတွေကိုတုံထားပေးတယ်ဗျဒီမှာဆိုရင်ပြီးပန်ကာကတော့သူကပန်ကာရဲ့ကူးလီစနစ်အနေနဲ့ဆိုရင်သူကဟိုဘက်ကထွက်လာတဲ့လေတွေကိုဒီဘက်ကကျွန်တော်တို့ကပန်ကာကနေပြီးတော့လေအထဲမှာရှိတဲ့လေဘူးပဲဖြစ်လေအေးပဲဖြစ်သူဆွဲထုတ်ပေးလိုက်ပဲပြီးရင်ဒီအပေါ်မှာဆိုလို့ရှိရင်လည်းသူကဒီမှာတုံထားတဲ့ connection ကြိုးတွေကလည်းလုံးဝတောင်းတင်းရှိတယ်ဒါအတွင်းဘက်ကိုတစ်ချက်အနီးကကြည့်ပါဦးဗျာနော်ဒါအတွင်းဘက်ကိုနည်းနည်းကြည့်တိုင်းကျွန်တော်ကတော့ပြုတ်ကြမှာဆိုလို့နည်းနည်းလေးအပေါ်တစ်ခုနဲ့ထောက်ထားပေးတယ်ပေါ့နော်ပြီးရင်ဒီဘက်မှာဆိုလို့ရှိရင်နောက်မှာတုံးထားတဲ့ breaker ကိုတွားတဲ့ကျူပေါ့
breaker ကိုတွားတဲ့ကျိုးကလည်းတောင်းတောင်းတင်းတင်းရှိတယ်ဗျပြီး breaker ကလည်းချင်းတစ်စိတ်ကိုတုံထားပေးတယ်ဒီနောက်မှာ breaker ဆိုလည်းချင်းတစ်စိတ်ကိုတုံထားပေးတယ်ဒါဆိုလို့ရှိရင်သူကအတွင်းတည်ဆောက်မှုကောဒီအပြင်မှာကျွန်တော်တကယ် reality တုံးရတဲ့အနေအထားကောကဘယ်လိုခေါ်မလဲကွက်တိဖြစ်တယ်လို့ပြောလို့ရတယ်ဗျတစ်ချက်ကြည့်ပါအောက်မှာဆိုလို့ရှိရင်လည်းဘိန်းတွေကဒီ power station ရောဒီအထက်မှာရှိတဲ့ battery pack တွေရောဒီ inverter တွေရောနိုင်နင်းထမ်းလို့ရတယ်ကျွန်တော်တို့360လှည့်လို့ရတယ်တကယ် commercial industry ရဲ့ဘိန်းတွေကိုတုံးထားမိတယ်ဗျကဲမိုက်ပါတယ်အဓိကတော့ကိုကကျွန်တော်ကလုတ်တက်ဆန်းကြည့်မယ်ဝက်တစ်ထောင်ဝင်းကျင်လောက်တုံးနေတဲ့အချိန်မှာသူ့ရဲ့ပန်ကာကဘယ်လောက်ထိလဲဘယ်လောက်ထိအားနဲ့ခွန်နဲ့လဲတို့မို့အတန်အရန်ကျန်းနေလားနောက်တစ်ခုကကျွန်တော်က3000ဝက်ကိုကျွန်တော်ကအဆုံးထိတင်ကြည့်မှာပေါ့3000ဝက်ဆွဲလိုက်တဲ့အချိန်မှာနိုင်ရက်လားတို့မို့လို့ရှိရင်3000အကျော်မှာဘယ်လောက်စက္ကန့်တွင်မှာဖြတ်ချလဲဆိုတော့ကျွန်တော်တစ်ချက်လုတ်တက်ဆန်းကြည့်မှာဖြစ်ပါတယ်ကိုကတော့ကျွန်တော်ကလုတ်ဆန်းကြည့်မယ်လုတ်တက်ဆန်းတာဆိုတော့ဒီကောင်ကကျွန်တော်ခုလက်ရှိမီးဘူးပေါ့မီးဘူး Samsung နဲ့ရဲ့ကျွန်တော်တို့ကျုံးမဲ့မီးဘူးလို့ပဲပြောရမလားဒီခုဒီမှာဆိုလို့ရှိရင်ကျွန်တော်အဆုံးထိတင်လိုက်မယ်ဗျာနော်တင်လိုက်တဲ့အချိန်မှာသူက1100ဝန်းကျင်လောက်ဆွဲတယ်အဲ့ဒီအနေထားမှာပန်ကာတန်လေးကိုတစ်ချက်ကြည့်မယ်ပန်ကာအတန်လေးကလုံးဝပန်ကာလဲတဲ့ပုံစံကလေရတော့အေးအေးလေးပဲဒါပေမဲ့ခုနလိုမျိုးပေါ့အရင်ကြီးစုမနေဘူးဗျာလုံးဝဆိုင်းလိုက်ဖြစ်တယ်လို့ပြောလို့ရတယ်ဒါဆိုကျွန်တော်ကခဏပိတ်လိုက်မယ်အဲ့တော့ဒါက1000ဝက်ဆန်းကြည့်တဲ့အချိန်မှာကျွန်တော်ကဘယ်လိုပြောမလဲပန်ကာစုမစုနဲ့ဒါကျွန်တော်ဆန်းကြည့်တာပါဒါဆိုကျွန်တော် hot plate နဲ့ဆန်းမယ် hot plate နဲ့ဆန်းကြည့်မယ်နော် hot plate ကတော့ဒီမှာဆိုရင်ကျွန်တော်က power on လိုက်မယ်ပြီးတော့ရင်ကျွန်တော်ဒီကောင်ဆန်းလိုက်ရင်2000ဝက်ဆွဲတော့မယ်ဒီမှာဆိုရင်အခုလက်ရှိနေထားရအဲ့ချိန်မှာဆိုလို့ရှိရင်တော့ဒါ hot plate ကလဲတဲ့အတန်ပေါ့နော်ဒီပန်ကာလဲတဲ့အတန်ကမရှိဘူး hot plate ကလဲတဲ့အနေထားပေါ့ဒါဆိုကျွန်တော်ကဒီမှာ1900 2000လောက်ဆွဲနေတဲ့အနေထားမှာကျွန်တော်မီးဘူးပါနည်းနည်းလေးဆွဲကြည့်လိုက်မယ်မီးဘူးကတော့တက်မလားတက်လာပြီเนาะမီးဘူးတက်လာပြီ2200 3000 okay ဒါဆိုရင်ကျွန်တော်လုတ်တက်ကိုဒီလောက်နဲ့ပဲရက်လိုက်မယ်3000ထွက်တယ်3000ရတယ်ပန်ကာတန်ကလည်းလုံးဝငြိမ်တယ်ဒီမှာ hot plate ကိုလည်းကျွန်တော်စမ်းထားပြီးသွားပြီကျွန်တော်ပြန်ပိတ်လိုက်ပါမယ် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်လုတ်တက်ဆန်းတာလည်းအောင်တယ်သူ့ရဲ့ fan ရဲ့လေတဲ့ပန်ကာတန်ကလည်း silent ဖြစ်တယ်ဒါဆိုရင်တော့လုတ်တက်ဆန်းတာနဲ့ DB အတန်စုညံမှုနဲတာကိုလည်းကျွန်တော်တို့ကလုံးဝ confirm လုပ်လို့ရပါပြီဗျကျွန်တော်တို့ဒီကောင်းကို1000ဝက်ဝင်းကျင်လောက်ရှိတဲ့ကျွန်တော်တို့လျှက်စစ်ပစ္စည်းကိုတုံးကြည့်တာပေါ့နော်တုံးကြည့်တဲ့အနေထားမှာဆိုရင်သူက6နာရီခွဲ9နာရီဝင်းကျင်လောက်အေးစစ်စစ်ရတယ်ဒါကတော့တကယ် reality ပေါ့သူ့ထဲမှာပါတဲ့ battery capacity နဲ့ရတဲ့ကျွန်တော်တို့အချိန်တွေကမှန်ကန်မှုရှိတယ်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့သူ့ကိုလုတ်တက်ဆန်းတယ်သူ့ရဲ့အတန်တွေပေါ့နော်ပန်ကာတန်တွေ DB ဘယ်လောက်ဒီစုလဲမစုလဲပန်ကာတန်ဘယ်လောက်ထိစုလဲမစုလဲဆိုတာတွေနောက်တစ်ခုကအားတွင်းကြည့်တယ်ဒါတွေကလည်းခုနလိုမျိုးပေါ့လုံးဝသူကတကယ်ကိုပဲ power station ကတက်တောင်တက်တာ AACC ဘယ်လိုခေါ်မလဲကြက်ကုတ်ကြက်ကဲရုံရတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့မိုက်တယ်3000 web procedure ကတော့ juicy fast အရန် strong ဖြစ်တယ်လို့ပြောလို့ရတယ်ကျွန်တော်ခု step by step စစ်သွားတဲ့အနေအထားမှာဆိုလို့ရှိရင်လည်း fast ဖြစ်တယ်သူ့ရဲ့ဈေးနှုန်းနဲ့သူ့ရဲ့ quality နဲ့ကလည်း fair ဖြစ်တယ်ဆိုတာထက်တက်တာတဲ့ဘက်ကိုတွားတယ်ဗျကျွန်တော်တို့ရင်တော့ရောင်းခဲ့တဲ့ mesh ရဲ့ကျွန်တော်တို့ပန်ကာတန်စူပါတယ် body မှာတစ်ခါကြလို့ရှိရင်ထိလိုက်လို့ရှိရင်ကျင်ကင်းနေဖြစ်ပါတယ်ဒါက ground မမြုပ်လို့ပေါ့နော်အဲ့လိုဟာမျိုးတွေကဒီ3000 Pro Series new version မှာလုံးဝမရှိတော့ဘူးကဲအမိုက်စားအကျန်းစားကျွန်တော်တို့စမ်းတက်မှုတွေအောင်မြင်သွားတဲ့ mesh ရဲ့3000 web အမိုက်စား all in one power station ကိုကိုယ်တိုင်ကိုကြလက်တွေ့စမ်းတက်ချင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Teco 7 electronic hardware ကိုကြွားလန်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျအားလုံးကျေးဇူးအများကြီးတင်ပါတယ်